大家好，ဒီနေ့မျှဝေပေးချင်တာကတော့ကြိုက်ဆိုတဲ့ grammar ပတ်တန်လေးပဲဖြစ်ပါတယ်။ကြိုက်ရဲ့အသုံးပြုပုံတွေထဲကမှအသုံးများဆုံးနှစ်ခုကိုရှင်းပြပေးပါမယ်။ကြိုက်ကို subject ရဲ့အနောက် verb ရဲ့အရှေ့မှာသုံးရင်လက်ရှိလုပ်နေတဲ့အရှင်ကိုပြောပြချင်တာလုပ်နေတယ်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်တယ်။ဥပမာအနေနဲ့我在吃ငါစားနေတယ်我在吃饭ငါထမင်းစားနေတယ်နံပါတ်2他们在踢သူတို့ကန်နေတယ်他们在踢足球သူတို့ဘောလုံးကန်နေတယ်နံပါတ်3我们在做饭ငါတို့ဟင်းချက်နေတယ်နံပါတ်4他在上သူမတက်နေတယ်他在上课သူမအတန်းတက်နေတယ်ကြရဲ့အသုံးပြုပုံနောက်တစ်မျိုးကိုဖောက်ထူးမှာရှင်းပြပေးပါမယ်ဒါဆိုရင်နောက်သင်ခန်းစာမှာထပ်တွေ့ကြပါမယ်ကြိုက်ကြံ